ဘောလုံးငင်းနေအများကြီးထဲမှာဘရာသာတို့ကိုယ်တိုင်ကကစားသမားတယောက်နေရာနေဝင်ပြီးတော့ကစားရမယ့်ဂိမ်းမျိုးဆိုရင်စိတ်ဝင်စားကြလားဘောလုံးငင်းတွေကိုဘိုင်းဗျူးကနေဖန်တရာထက်နေတဲ့ပုံစံရင်းနဲ့ဆော့လာရတာငင်းငွေလာပြီဆိုရင်တော့ဒီနေ့မှာတပ်ပါဆန် view လေးနဲ့မိုဘိုင်းပေါ်မှာဆော့လို့ကောင်းမဲ့ဂိမ်းကောင်းလေးတစ်ခုကိုပြပြပေးသွားပါမယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇက်ပါဗီဒီယိုလေးမစခင်မှာ Mobile Legends တိုင်းမှာ PUBG စီနဲ့တခြား game ပေါင်းများစွာရဲ့ in-game top update ဖြည့်ဖို့ဆိုရင်တော့ကျွန်တော်ရဲ့ game set application လေးထဲမှာလာပြီးတော့ဖြည့်လို့ရပါတယ် PUBG ကောက်ရောင်းဝယ်တွေလည်းလုပ်လို့ရပါတယ်စိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာ link လေးတွေကိုတင်ထားပေးပါတယ်မသိတာရှိရင်လည်း chat box ကနေလာမေးလို့ရပါတယ် game လေးရဲ့နာမည်ကတော့ Flash B Freestyle Football ပဲဖြစ်ပါတယ်ဒီ game လေးကိုတော့ Moco Studio ကဖန်တီးထုတ်လုပ်တာဖြစ်ပြီးတော့ Arcade Street Football game မျိုးစားလေးပဲဖြစ်ပါတယ်ဒီ game လေးထဲမှာတခြားဘောလုံးငင်းရင်နဲ့မတူဘဲနဲ့ကိုကိုတိုင်ကကစားသမားတယောက်နေရာနေပြီးတော့တပ်ပါဆန် view နဲ့ဝင်ရောက်ပြီးတော့ဆော့ကစားရမှာပဲဖြစ်ပါတယ်ပွဲတစ်ပွဲမှာကစားသမား၈ယောက်တိဆော့ကစားနိုင်မှာဖြစ်ပြီးတော့အချိုးမပြေရင်လည်း voice chat ဖွင့်ပြီးတော့ဆဲလို့ရပါတယ် character ကောင်ကြီးစီတိုင်းမှာလည်းမတူညီတဲ့ special skill တွေပါရှိပြီးတော့ကိုရွေးချယ်ထားတဲ့ character လိုက် striker central mid central back စတဲ့ role တွေနဲ့ဆော့ကစားရမှာပဲဖြစ်ပါတယ်ဒီနေရာမှာ special skill တွေကပေးချင်တိုင်းပေးတာမျိုးမဟုတ်ဘဲနဲ့ striker တွေဆိုရင် finishing သေချာတဲ့ skill တွေ central mid ဆိုရင်လည်းတည်တတ်တဲ့ dribbling skill တွေနဲ့ defender တွေမှာဆိုရင်လည်းဘောလုံးကိုအသေးချာဖျက်ထုတ်နိုင်တဲ့ defense skill တွေကောင်းကောင်းထည့်သွင်းပေးတာပါတယ်တပွဲကိုပုံမှန်အားဖြင့်9မိနစ်လောက်ပဲကြာတဲ့အတွက်ကြောင့်မလို့ဆော့ရတာအေးအေးဆေးဆေးဖြစ်တယ်ဆိုပေမဲ့ကိုယ့်ရဲ့တင်းကတလွဲတွေလုံနေမယ်ဆိုရင်တော့အသက်ကုန်လောင်ပါတယ်တိတ်မလောင်တတ်တဲ့ကိုတော်မှပဲဒီ game ဆော့တာတော်တော်ကြီးကိုလောင်ပါတယ်ဘော်ဒါရီနဲ့ဆော့မယ်ဆိုရင်တော့တော်တော်ပျော်ဖို့ကောင်းမဲ့ game လေးတစ်ခုပဲဖြစ်ပါတယ် graphic ပိုင်းတော့တူရှောက်ပြောမနေတော့ပါဘူးအခုကျွန်တော်ဆော့ပြတာကိုကြည့်ရနေရင်တော်တော်ကောင်းမှန်းသိတာနေပါပြီဒီ game လေးကို Play Store ကနေ download ဆွဲလို့ရတယ်ဆိုပေမဲ့မြန်မာ region နဲ့ဆိုရင် download ဆွဲလို့ရမှာမဟုတ်ပါဘူးဆော့ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာ download ဆွဲနည်းလေးကိုတင်ထားပေးပါမယ်အများကြီးပြောရင်ဘန်းခံမှာဆိုလို့ပါဆိုတော့ brother တို့ရောဒီ game ကိုဆော့ပြီးကြပြီလားဆော့ပြီးသွားပြီဆိုရင်လည်း brother တို့ရဲ့အမြင်လေးတွေကို comment မှာဝင်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲနောက်လည်းဒီတက်ကောင်းတဲ့ game လေးတွေကိုရှာဖွေတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ game set page လေးကို like and follow လေးလုပ်သွားလို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာတွေ့ပါမယ်ဘိုင်ဘိုင်ပါ